ကဲကျွန်တော်ချစ်မိတ်ဆွေများနေ့ပြမှာမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပြရပြီခင်ဗျကျွန်တော်ဒီနေ့ပြည်ဦးလွင်မျိုးနော်ထုံးပူကြီးရွာမှာရှိတယ်ကျွန်တော်လူနေထိုင်ခွင့်ကြပြီးပါ460ပုံကွက်တွဲလေးနဲ့အယောင်မိတ်ဖက်ပြီးခြင်းပါတယ်နော်ဒီကွက်လေးကကျွန်တော်ဟိုတလောကလေးလေကျွန်တော်အယောင်တင်ထားပြီးရဲ့ဗျဒီအခုဟာလေးကကျွန်တော်ဈေးနှုန်းလေးပြောင်းသွားလို့ပြန်ပြီးတော့ကျွန်တော်အယောင်လေးပြန်လာတင်ပေးတာဖြစ်ပါတယ်နော်ဒါကျွန်တော်တို့ဟို view ကြိုက်တဲ့ချင်းမိတ်ဆွေများအတွက်ကျွန်တော်တို့ view ကောင်းမယ်မြေခိုင်မာမှုကလည်းအရန်ကောင်းမယ်ပေါ့ဖားဖရိုင်အားကောင်းမယ်နော်ကျွန်တော်ဒီဘက်ဖုံဖုံကွက်လေးကတော့460ကြော်တယ်နော်ဒီကွက်လေးကကြော်တယ်ဒါပေမဲ့ပုံကွက်တွဲ460ပုံကွက်တွဲတစ်ကွက်ချင်းခွဲယူလဲရပါတယ်လမ်းဝင်ထွက်ကောင်းပါမယ်မန်းလေးလာရှိုးလမ်းမကြီးနဲ့ဆိုရင်10မိနစ်လောက်ပါဝင်ရပါတယ်နော်ကျွန်တော်တို့ဒီမှာမီးတိုင်ဆိုလဲရှေ့ရောက်ပြီးပါဖြစ်ပါတယ် view လဲကောင်းပါတယ်နော်ဒါလေးကကျွန်တော်တစ်ကွက်ချင်းယူမယ်ဆိုလဲရတယ်အကုန်လုံးယူမယ်ဆိုလို့ရှိရင်ပုံကွက်တုံးကို3100နဲ့ရောင်းမဲ့ပေါ့လीနော်ကျွန်တော်ရောင်းပြီးပြောထားပါတယ်အကယ်ကြိုက်တယ်ဆိုလို့ရှိရင်ပိုင်ရှင်နဲ့ထိတ်တိုက်ဗီဒီယိုပြောဆိုလို့လည်းရပါတယ်နော်ဒီကွက်လေးဖြစ်ပါတယ်ကျွန်တော်ဘန်ကလိုဖောက်မလားနော်အဲ့လိုဖောက်မဲ့လူတွေဆိုရင်ဒါ view လဲကောင်းတယ်နော်ဒါဒီမှာကြည့်လိုက်နေထားလဲကောင်းတယ်နော်တောင်ကုန်းမော်လည်းမဟုတ်ဘလို့ဒီတော့ဟိုဂုံးအမတ်ကြီးလည်းမဟုတ်ဘူးနော်ပုနေထားလေးနဲ့ဒါရန်ကောင်းပါတယ်နော်တကွက်ချင်းခွဲယူလဲရပါတယ်နော်ဒီကွက်လေးဖြစ်ပါတယ်နော်ကျွန်တော်မြေမျိုးသားကလည်းခြားနီလူနေထိုင်ခွင့်ကြပြီးပါဖြစ်တယ်နော်ဟုတ်ကဲ့ပါဒီ channel လေးကိုဖိတ်ဝင်ပါရင်ကျွန်တော်ရဲ့ cherry မျိုးတော်အင်ချန်မျိုးကိုဟယ်လိုလိုက်ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ